ဒိဋ္ဌိသနုဘကမသီလဝါဒတနေနသံပန္နောကာမေသူဝိနိယကေတံနာယိဇာတုကပ္ပတေယပုဏ္ဏရေတိသောတောမေတ္တာကမ္မထံစီပြန်ဖြည့်ရှုနေထိုင်သောသူသည်ဒိဋ္ဌိသာပေဘုံတွန်းနေကုန်ဆင်းလက်တန်သောမာယွန်ဖောက်ပြန်သည့်အယူတို့လီအနုဘကမမကမရောက်မှု၍သီလဝါလောကီသီလတည်ကြည်ရသည်တဲ့ဒီပစွာပြီးထူးမြတ်စင်ကြယ်သောလောကုတ္တရာသီလရှိသည်ဖြစ်၍ဒန္တနေနာမဖောက်မပြန်သိမြင်တတ်သောမဲ့ညာနှင့်သံပန်သောပြည့်စုံလျက်ကာမိသူဘုံသုံးပါးလုံးပြည့်စုံဖြစ်မှုသင်္ကာရအစုတည်ဟုသောဝတ္ထုကာမတို့၌ဝါဘောဂသံပတ္တိဘဝသံပတ္တိရရှိသည်မြတ်နှစ်သက်ချင်းပြုအပ်သောဝတ္ထုကာမတို့၌ဂေရံကာမိသန္တာကိလေသာကာမဖြင့်တောင်းတမေမောတွေ့တာခြင်းသဘောကိုဝိနည်းရပဲဖြောက်၍ဇာတုအကဲမလွယ်မြဲဧကမံစေစေအဖြင့်ပုဏ္ဏဒုက္ခောက်တပံဂဗတိယံအမိဝံကောင်းလွန်ကျင်းမြောင်ရာ၌ပြောင်းတခွေခွေပฏิသန္တိနေခြင်းသို့နာဟိဧတိဧကံစင်စေမရောက်ရပေလတံမေတ္တာသုတ်တံအိမ်နိုးချမ်းသာယုတ်မဟာမမဲ့နှစ်သက်လူနတ်စောင့်မှနှမြစိတ်ကမနံစိတ်ပြန်တည်ကြည်လှသည်မျက်နာသေးပြမဟုဆက်တပြားစစ်ကောင်းကျိုးကိုဖြစ်စေတတ်သောမေတ္တာသုတ်ပရိတ်တော်သည်နေချီတံကြည်ပြည့်စုံလေပြီ